မင်းကလေးအထက်တန်းကောင်လေးကိုပြုံးပြလိုက်ရုံပဲနောက်တစ်စက္ကန့်မှာရုတ်တရက်ပူဖောင်းတွေနဲ့ချီနှောင်ခံလိုက်ရတယ်ပြီးတော့အထက်တန်းကောင်လေးကအခြားចောင်းသားတွေကိုမျက်စိကွယ်အုပ်ခိုင်းပြီးနနိုရဲ့ပူဖောင်းတွေကိုဘေ့စ်ဘောလက်ရိုက်နဲ့ရိုက်ခိုင်းတယ်နနိုရဲ့ပူဖောင်းတစ်လုံးပေါက်အောင်ရိုက်နိုင်သူအစောဆုံးအိမ်ပြန်နိုင်တယ်လို့ထပ်ပြောတယ်ဒါပေမဲ့နနိုကြောက်လန့်သွားတာမဟုတ်ပဲဒလက်ရှေရီရုတ်တရက်ရေမောလိုက်တယ်ဒါကဟိုထာကိုအရန်ဒေါသထွက်စေခဲ့တယ်နနိုရဲ့မျက်နှာပေါ်ချီနှင်းခဲ့ပေမဲ့သူမရဲ့ကြောက်မက်ဖွယ်ရေတံကမရက်တန့်ဘူးဒေါသထွက်နေတဲ့ဒေဝသက်ကဘေ့စ်ဘောလက်ရိုက်ကိုကောက်ယူပြီးနနိုရဲ့ခေါင်းကိုရိုက်လိုက်တယ်ဒါပေမဲ့ထူးဆန်းစွာဒေဝသက်ကမကြောက်ဘူးအခြားចောင်းသားတွေကို ADVF on page ဆိုဂိမ်းကစားဖို့ခေါ်တယ်ဖုတ်ပေါ်ကပုံဆွဲထားသလိုခေါင်းနဲ့ခြေထောက်ဆက်ပြီးအားကစားခန်းထဲတွေ့ပြီးရှောက်ရမယ်အဲ့အချိန်မှာចောင်းအုပ်ဆရာကြီးရောက်လာတယ်ဒါပေမဲ့နနိုရဲ့အခြေအနေကြောင့်မဟုတ်ဘူးဒေဝသရဲ့ bright လှည့်စားမှုကို online တင်လိုက်လို့ចောင်းကုန်သတင်းပျက်စီးသွားလို့လာတာဒါနဲ့ចောင်းကဒေဝသကိုထုတ်ပစ်လိုက်တယ်လအနေငယ်ကြပြီးနောက်ဒေဝသចောင်းတစ်တចောင်းကိုပြောင်းနေအဲ့မှာရင်းနှီးနေတဲ့အမူအရာတူညီတဲ့အစည်းအဝေးကျင်းပတယ်ဒီတခါတော့အတိဝင်လာတဲ့ចောင်းသားအဖြစ်ဒေဝသကိုယ်တိုင်အထက်တန်းအចောင်းသားတွေနဲ့အတူဂိမ်းတွေကစားနေရတယ်သူမသိသေးတာကသူ့မကောင်းဆိုးဝါးအိမ်မက်စတင်တော့မယ်ဆိုတာအစည်းအဝေးအတွင်းမေဟိုတရုတ်တရက်တိလိုက်တယ်ဒေဆုံးသွားခဲ့တဲ့နနိုအခုသူ့အထက်တန်းဖြစ်နေပြီးသူ့လက်ဆွဲအကြမ်းဖက်မှုစတင်တော့မယ်ဆိုတာ